Hello အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကတော့အခုကိုတိုင်းကိုဘလို့တိုင်းမလဲဆိုတာကိုပြပြပြီးတော့မှဖြစ်ပါတယ်။ကျောင်းနဲ့ကျောင်းရယ်ရီမိတ်ဆက်ချက်တွေကမတူညီရမို့လို့ကိုတိုင်းနဲ့ဒီချာအတီးကျလေးဖိဖြစ်အောင်လုပ်ပေးစေချင်တယ်ဆိုလို့ရှိရင်တော့ဒီနီလန်တိုင်းကြည့်ကြပါနော်။ရှင်ပတ်လေတိုင်းရဖို့အတွက်ဒီလိုမျိုးရင်ကိုပေချိုးလေးနဲ့ပတ်ပြီးတော့လက်မလေးတစ်ခုထည့်ပြီးတော့တိုင်းမယ်ပေါ့နော် body size တောင်းမယ်ဒီထက်ပိုကြီးမယ်ဆိုခံမှန်းပြီးတော့တိုးချဲနဲ့တိုင်းလို့ရပါတယ်ပြီးရင်လက်မလေးထည့်ပြီးတိုင်းမယ်ပြီးရင်အောက်ထက်ကကျိုးတိုးလေးကိုဖယ်လိုက်ပြီးတော့လက်မလက်ညိုးနဲ့အပေါ်ကျိုးရှေ့လေးရဲ့အတိုင်းအဲ့ဒါမိမိရဲ့ရှင်ပတ်လေအမှတ်ဖြစ်ပါတယ်ရှင်ခေါင်းတိုင်းမဲ့ဆိုရင်အဲ့ဒီခါးရိုးရှိရဲ့နေရာမဟုတ်ဘဲနဲ့ခါးရဲ့အသိမ်ဆုံးနေရာရဲ့ပတ်လေကိုတိုင်းရမှာဖြစ်ပါတယ်။ဒီကျိုးလေးနဲ့ပတ်လာပြီးတော့ဘေးလေးကနေပြီးတော့လက်မလေးအဲ့လိုလေးတစ်ခုထည့်ပြီးတော့တိုင်းမှာပြီးရင်အောက်ကတကျိုးလွတ်လိုက်ပြီးတော့အပေါ်ကျိုးကအမှတ်အတိုင်းอ่ะမိမိရဲ့ခါးပတ်လေအမှတ်ဖြစ်ပါတယ်။တင်ပတ်လေဆိုရင်လည်းအဲ့ဒီတင်ရဲ့အမောက်ဆုံးနေရာနေတိုင်းရမှာပါအပေါ်လည်းမဟုတ်ဘူးအောက်လည်းမဟုတ်ဘူးအဲ့ဒီတင်ရဲ့ချွန်နေရဲ့အပေါ်ဆုံးအမောက်ဆုံးနေရာနေတိုင်းပြီးတော့အဲ့ဒီဖေးလေးကနေယူပြီးတော့လက်မလေးထည့်ပြီးခုနလိုပဲတိုင်းရမှာပါအောက်ကတချို့ဖြုတ်လိုက်ပြီးတော့ပေါ်အမှတ်လေးရမင်းတင်ပတ်လည်းအမှတ်ဖြစ်ပါတယ်ဒီဇိုင်နာတယောက်ချင်းစီရဲ့ကိုတိုင်းတိုင်းလေးတွေကလည်းအသေးစိတ်မတူနိုင်ပါဘူးရှင်။ဒီမှာတက်ခဲ့တဲ့ဆမ်မတင်ပေးတာကတော့ချားလူကကိုယ်တိုင်းမိမယ်ဆိုလို့ရှိရင်လက်ကိုဂျိုင်းတိုင်းမယ်ဆိုလို့ရှိရင်လှုပ်ကြည့်ပြီးတော့ပေါ့နော်ရွေ့ရှာလို့အဆင်ပြေလောက်မဲ့အတိုင်းမျိုးကိုယူပါတယ်။ဒါပွဲတက်လည်းဖြစ်တဲ့ချက်ချက်ကက်ကလေးလိုချင်တာဆိုရင်တော့အတိယူပေးလို့ရပါတယ်ရှင်။ဂျိုင်းတိုင်းမို့အတွက်ပေကျိုးထိတ်လေးကိုဒီဘက်လက်နဲ့ယူပြီးတော့ဟိုဘက်ကိုကျိုးရှိလေးပတ်လိုက်တယ်ပေါ့နော်။ပြီးရင်လက်ပြောင်းယူပြီးတော့အဲ့လိုလေးပတ်ပြီးတော့လက်မလေးပဲထုံးစံတိုင်းထည့်ပြီးတော့တိုင်းနေပြီးရင်အောက်ကတချို့လွှတ်လိုက်ပြီးတော့ပေါ်ကအတိုင်းလေးရဲ့အမှတ်ကိုပဲယူပါတယ်နော်ကိုလိုချင်တဲ့လက်အရှည်တိုင်းပါမယ်လိုချင်တဲ့လက်အရှည်ရဲ့ဆုံးတဲ့နေရာရဲ့ပတ်လက်ကိုလည်းတိုင်းပါမယ်လက်တူရဲ့တထောင်စစ်နာရဲ့တထောင်စစ်ဖုံးနာရဲ့လက်ရှည်ရဲ့ဆိုပြီးတော့ရှိပါမယ်ပခုံးနဲ့လက်မောင်းနဲ့ဆက်ထားတဲ့ချိုင်းနေရာလေးကနေပြီးတော့အမတစ်ချက်ထောက်ပြီးတော့ကိုလိုချင်တဲ့လက်မောင်းနေရာကိုတိုင်းပါမယ်အခုအတူလေးယူထားတဲ့အတွက်အဲ့ဒီဆုံးတဲ့နေရာရဲ့ပတ်လက်ကိုခုနလိုပဲပတ်လက်တိုင်းလိုက်ပါတယ်ပြီးရင်လက်စကားအတွက်နောက်တစ်ခေါက်တိုင်းပါတယ်အဲ့လိုလေးထောက်ပြီးတော့တိုင်းသွားပါတယ်ပြီးရင်တရောင်စစ်ပေါ်နာလေးဆိုတော့အဲ့နေရာရဲ့ပတ်လည်ကိုထပ်ပြီးတော့တိုင်းပါတယ်ဖြစ်နိုင်ရင်အဲ့နေရာလေးတွေကတော်တော်လေးလှုပ်လို့ရှားလို့ရဖို့စင်ပြေရောက်တဲ့အတိုင်းလေးကိုယူပါရှင်ဒါလေးကတော့တရောင်စစ်ဖုံးအတွက်တိုင်းပါပါအဲ့ဒါလေးပထမအတိုင်းပါပဲအဲ့နေရာရဲ့ဆုံးတဲ့ပတ်လည်ကိုထပ်ပြီးတော့တိုင်းပါမယ်လက်ရှိတိုင်းရင်တော့တတိထားအမယ့်အချက်ရှိပါရှင်ပထမအတိုင်းပဲပခုံးနဲ့လက်မောင်းနဲ့ဆက်တဲ့အယူနာလောက်ကနေပြီးတော့ဘေးကိုတိုင်းလာမယ်ထောက်ပြီးတော့အဲ့လိုတစ်ချက်အဲ့လိုလေးထောက်ပြီးတိုင်းလာခုကလည်းတိုင်းလာဆိုတော့နည်းနည်းတော့ခက်ခဲရှိပါတယ်အဲ့ဒီရဲ့ပတ်လည်ကိုပထမအတိုင်းလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့အင်ဂျီကပြန်ပြီးတော့ဆက်လို့မရမှာဆိုလို့ဖြစ်ပါတယ်အဲ့တော့လက်လေးကိုအဲ့လိုမျိုးလေးမိုးအောင်ထားပြီးတော့မှအင်ဂျီကိုထုတ်လို့ဝစ်လို့ချွတ်လို့အဆင်ပြေလောက်တဲ့အနေထားနဲ့အတိုင်းလေးကိုရှုပါမယ်အင်ဂျီမှာထောက်လှလေးထည့်ဖို့အတွက်ထောက်အရှိကိုတိုင်းပါမယ်အဲ့ဒီလေဘင်းပေးလေးကနေပြီးတော့ရင်ထိတ်ထိပါရှင်အထောက်ကျဲအတွက်ရင်မောက်ဆုံးနေရရဲ့ဟိုဘက်ဒီဘက်ရဲ့အကွာဝေးကိုရှုပါမယ်ပြီးရင်တော့ရှိတ်ခါရှိယူရအတွက်ဒီလေဘင်းပေးကနေပြီးတော့ရှင်အောက်ထိနေရာမှာတစ်ချက်ပြီးရင်တော့လက်လေးလုံးစာယူပြီးအဲ့ဒီရဲ့အမှတ်ကိုရှုပါတယ်လေဘင်းပတ်လေကိုသိချင်ရင်တော့အဲ့လိုမျိုးလေးပေချိုးလေးနဲ့လေဘင်းကိုပတ်လိုက်တယ်ပေါ့နော်ကော်လန်ဝစ်တလို့မျိုးအနေထားလေးပတ်လိုက်ပြီးတော့အဲ့ဒီအရှိုက်နာလေးကတော့သူ့ရဲ့အတိုင်းအမှတ်လေးပေါ့နော်အဲ့ဟာလေးကိုရှုပါတယ်ရှင်းရင်ကျဲကတော့အဲ့လိုအင်ဂျင်နှစ်ဖက်ကိုတင်လိုက်ပြီးတော့ဟိုဘက်အစွန်းမှန်နဲ့ဒီဘက်အစွန်းမှန်အကွာဝေးကိုရှုပါတယ်ရှင်ရှင်းရင်ကျဲတိုင်းမဲ့နောက်ရင်ကျဲကိုလည်းအဲ့လိုပဲတိုင်းရပါတယ်ရှင်ဒီနာတိုင်းပြီးမှပို့ဆင်ပြမှာပါဖုန်းတိုင်းကြဖို့မေ့သွားခဲ့ပါတယ်ရှင်ကိုရှိတိုင်းမို့အတွက်ဒီကုံရိုးလေးကနေပြီးတော့ကျိုးလေးကိုချလိုက်ပါတယ်ပြီးရင်တော့တင်တိုင်းထားတဲ့တင်မောက်ဆုံးနေရာအမှတ်ကကိုရှိအမှတ်ပဲဖြစ်ပါတယ်ရှင်ထမိန်ရှိတိုင်းစင်တဲ့သူတွေအတွက်ဒီထားပတ်လေတိုင်းထားတဲ့နေရာခါသိမ့်ဆုံးနေရာလောက်ကနေပြီးတော့ပေါ့နော်ကျိုးလေးကိုနင်းလိုက်ပါအဲ့လိုနင်းပြီးရလာတဲ့အဖြေကထမိန်ရှိပဲဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေရှင်